ဒုတိယမြောက် Elizabeth ဘုရင်မဟာကမ္ဘာပေါ်မှာလူသိအများဆုံးသူတွေကတယောက်ဖြစ်ပါတယ်။သူ့ရဲ့ဝတ်စားစင်မှုကလည်းထူးခြားပြီးသူ့အကြိုက်ကိုသူသိပါတယ်။သူဝတ်တာကလက်တွေ့ဆန်ပြီးလူကြားထဲမှာထင်းထွက်နေရမှာပါ။ဝတ်စုံတွေမှာမှတ်ရစရာတွေရှိပြီးနက်ရွာဆန်ဘုရင်မကြီးရဲ့ဝတ်စုံတိုင်းကဇက်ကြောင်းတစ်ခုစီနဲ့ဖြစ်ပါတယ်။သူကသံတမန်ကြီးကြကြလည်းဝတ်တတ်ပါတယ်။ဒါကအိန္ဒိယမှာ1962ခုနှစ်ကနိုင်ငံတော်ညစာစားပွဲကဝတ်စုံပါ If we look closely, it's not just about sparkle. အနီးကကြည့်ရင်တောက်ပြောင်မှုသာမကပါဘူးဒီဝစ်ဆောင်ရဲ့အဓိကပန်းခွက်ကအိန္ဒိယနိုင်ငံတော်တစိမ့်ဂျပန်ပုံမှာဘုရင်မနာရောက်လာသူတွေကိုနှစ်သိမ့်ခြေနှက်မှုပေးတာကတိတ်ထင်ရှားပါတယ်သူသွားလေတဲ့နိုင်ငံကိုတလေးတစားဆက်ဆံတာပါ Paying respect to the nation she was visiting. ဒီပြပွဲက Elizabeth ဘုရင်မကြီးဘဝရဲ့အရေးပါတဲ့အခိုက်အတန့်တွေကိုလည်းဖန်ယူထားပါတယ်သူ့ fashion ကသက်တောင့်သက်သာရှိပြီးဗြိတိရှအဝတ်စားဒီဇိုင်းနဲ့ချုပ်လုပ်မှုကိုအလေးထားပါတယ်2012လန်ဒန်အိုလံပစ်ဖွင့်ပွဲတုန်းကသူ့ဝတ်စုံကိုလည်းဒီမှာပြထားပါတယ်ကစားကွင်းနဲ့လေဒီခုံဆင်းမဲ့စတန့်သမားအတွက်ဝတ်စုံပိုးကိုပါအတူပြထားပါတယ်ဒီဂရီဘာနဲ့ညနေခင်းဝတ်စုံက1956ကပါ But the next star the Queen meets, Marilyn Monroe. ကမ္ဘာနာမည်အကြီးဆုံးအမျိုးသမီးနှစ်ဦးပထမဆုံးဆုံမိကြတာပါ An established resident by now. သုံးမွေးစာအနီရောင်နဲ့ချုပ်ထားတဲ့ဝတ်စုံနဲ့ကုတ်အင်းကြီးကဘီယမာကြီးအသက်ကြီးပိုင်းမှာဝတ်လေရှိတဲ့ပုံစံမျိုးဖြစ်ပြီးအယောင်တောက်တောက်ကိုထင်းထင်းရှားရှားသုံးထားပါတယ်2015တုန်းက Sandringham အိမ်တော်မှာလုပ်တဲ့ Christmas ပွဲမှာဘီယမာကြီးဒီဝတ်စုံကိုဆင်မြန်းခဲ့ပါတယ် A lot of them would have been double ဘီယမလက်ဆွဲအင်ကြီးဒီဇိုင်းဆရာ Stuart Parvin ဖန်တီးတာပါ You always knew that she would love any shade of bright green and အ bright စိမ့်နဲ့အဝါတောက်တောက်အယောင်တွေကိုသူကြိုက်တာခမည်းသိပါတယ်။ဝါရောင်မျိုးစုံကိုလည်းသူကြိုက်ပါတယ်။ဒီ fashion တွေကပေါ်လိုက်ပြောက်လိုက်နဲ့တန်တရားလဲနေတာပါ fashion coming in and fashion going out. ဘယ်အဝတ်ဘီရိုမှမဆိုမင်္ဂလာဝတ်စုံကိုအထူးတလဲပြကြပါတယ်1949တုန်းကရုရှားလက်မှတ်ငွေတွေပါသုံးပြီးချုပ်တဲ့ဘီယမလက်ထပ်ပွဲဝတ်စုံကိုလည်းဒီမှာဂီယူတစိုက်ပြသထားပါတယ်ဒီဝတ်စုံပြင်ဆင်နေတာတွေကိုဒီလပိုင်းတွေထဲမှာကျမတို့သိသက်ကြည့်ခွင့်ရခဲ့ပါတယ်အင်မတန်အသေးစိတ်တဲ့ထိမ့်သိမ်းရေးအလုပ်ပါအင်ကြီးဟောင်းနှွန်းပျက်စီးမှုကလည်းဒီထဲမှာပါပါတယ်ဘာကြောင့်လဲကျမမြင်နိုင်ပါပြီဝတ်စုံကြည့်လိုက်တော့အစကခြိသားတွေထွက်နေပြီးစုပ်နေပါတယ်ခြိစားတွေတွေ့နိုင်ပါတယ် We call it shattering. ဒါကိုကျင်းနေတာလို့ခေါ်ပြီးပိုးစားကဟောင်းပြီးတော့ဂျင်းနေတာပါ ဒါကိုပြင်ရတာလွယ်လား Well, I can't fix it. I can't. ကျမပြင်လို့အစားထိုးလို့မရဘူးထိမ့်သိမ်းရေးမှာဘယ်တော့မှအစားမထိုးရဘူးဆိုတဲ့အခြေခံကျင့်ဝတ်ရှိပါတယ်မူလပုံစံကိုပဲထိမ့်ပြီးအမြဲတမ်းစူးစမ်းရတာပါဝစ်စုံသက်တမ်းကိုကပဲဝစ်စုံရဲ့အလှတစ်မျိုးပေါ့ Elizabeth ဘီယမမျက်နှိုးတဲ့ခေါင်းစည်းပေါ်ဝါတွေကနေမိုးကအင်ကြီးနဲ့ထီးတွေအထိခစ်လိုက်ဒီပြပွဲကထင်ဟပ်ပါတယ်ဘီယမကြီးကသူ့ကိုယ်သူ fashion မှာလွှမ်းမိုးသူလို့ဘယ်တော့မှမပြောပေမဲ့လည်းသူ့နီးနဲ့သူလွှမ်းမိုးထားတာကတော့အမှန်ပဲဖြစ်ပါတယ်ရှင်